မလေးတေးရောက်တယ်ဒီမှာအယောင်လေးချစ်စရာလေးအရန်လာတယ်နုနုဖတ်ကလေးဖြစ်တဲ့ကြောင့်နေ့စဉ်လဲဝှလို့အဆင်ပြေတယ်ပွဲတက်လဲပွဲထည်လဲဝှရင်ဝှကြတယ်နော်တာတယ်ဒါလေးကတော့နှစ်တရာပေါင်းသားဖြစ်တဲ့ကြောင့်အီးဖတ်ပြီးတော့တအားဝှကောင်းတော့ထည်လေးတွေပါကာလာခံလေးရမ်းလာတယ်စင်သူလေးနှစ်ကွင်းရှိတယ်ဒါလေးကစင်သူရရယ်နော်နှစ်ယောက်ပဲရမယ်နော်အများကြီးတော့မရဘူးနံပါတ်လေးပဲနှစ်ယောက်ပဲရမယ်နော်အများကြီးတော့မရဘူးဇင်းလုံးလေးကတော့4000ခွဲပါနံပါတ်လေးကတော့280နဲ့ခုနှစ်ကလေးပါလက်ထည်ရမယ်နော်လို့ချင်းဒါလေးက2ယောက်ရပါမယ်နောက်တစ်ခုကကြတော့ဒီရောင်လေး तू ကအရောင်ဒီဇိုင်းတူရောင်ပွဲလေးเนาะဒီဇိုင်းတူရောင်ပွဲလေးဒီရောင်လေးဒါလေးတွေကအင်ချီတိတ်မရွေးပါဘူးเนาะနံပါတ်လေးကတော့ဒီမှာဆရာကြီးနံပါတ်လေးက288ကလေးဒါလေးလို့ရှင်းနေဆိုနံပါတ်လေးက288ကလေးပါဒါ288ဒါ289ပြင်ဒီမှာနော်ကြောရမယ်เนาะခဏလေးဟောဒါ3ထည်ရှိတာနောက်တစ်ထည့်ကကြတော့ဒီအရောင်လေးအိုးဒါရမ်းလာတယ်ကွယ်289လေးကတော့နင်းလင်းလေးလာတယ်သူကတော့နှစ်ထည်ပဲရှိမယ်နော်နှစ်ယောက်ပဲရမယ်နော်မြင်လေးလာနော်ဒါတေချာပြောထားတာကေးပြလို့ချင်တယ်ဆိုရင်ရှာပြပါဦးအိမ်အောင်ကြိုက်တာဆိုရင်တော့လည်းမရှိတော့တစ်ထပ်ထည်လည်းမရနိုင်ဘူးနော်ရက်ကန်းနေမှာတစ်ခါတည်းကျတစ်ထပ်ထည်ရဖို့တွေရမယ်မလွယ်ပါဘူးနော်ဒါလေးကစစ်စိတ်လေးလိုချင်တာလေးယူနှစ်ထည်ပဲရှိတာလေးလေနံပါတ်လေးကတော့290ပြီပါရှင်290ပါဒီရောင်လေးကတော့စောစောအကွက်ထက်ကိုနည်းနည်းလေးပိုကြီးရပါတော့နည်းနည်းပိုကြီးပါတယ်ဒီရောင်လေးပါ290နဲ့တစ်ပါရှင်ဒါလေးလို့ရှိနေဆိုနံပါတ်လေးက290နဲ့တစ်ပါလို့ရှိနေဆိုဈေးနှုန်းလေးက4500ပါเนาะဆက်သွယ်ပေးပါအောင်ရှင်